စီဆိုင်သွားလို့ QR ကုတ်လေးစစ်လိုက်မှစီထည့်ပြီးသားပါလို့အပြောခံရရင်ဘယ်လိုလုပ်မလဲတကယ်မထည့်ရပဲစီခွဲတန်းကုံသွားတဲ့အဖြစ်အပျက်တွေအခုမြေပြင်မှာတကယ်ကိုဖြစ်နေပါပြီမန္တလေးတိုင်းပြင်ဦးလွင်ကနမဲကြီးစီဆိုင်တချို့ကဝန်ထမ်းတွေဟာကညနဝန်ထမ်းတချို့နဲ့ပူးပေါင်းပြီးကားပိုင်ရှင်တွေရဲ့ wheel tax မိတ္တူတွေကိုငွေပေးဝယ်ယူနေကြပါတယ်အဲ့ဒီမိတ္တူတွေကနေတဆင့် QR scan တွေကိုသူတို့ဘာသာဖတ်စီရောင်းပြီးကြောင်းစရင်းတွေပြပြီးရေနံရုံးကချပေးတဲ့စီခွဲတန်း PO တွေကိုအလွဲသုံးစားလုပ်ယူနေကြတာပါအော်စရာကောင်းတာကအဲ့ဒီ QR မိတ္တူအများစုဟာရန်ကုန်လိုင်စင်တက္ကစီတွေနဲ့အိမ်စီးကားတွေဖြစ်နေတာပါပဲဒီလိုလှုပ်လို့ပိုထွက်လာတဲ့73စီတွေကိုတော့ပြင်ပမှောင်ကိုဈေးကွက်မှာဈေးတင်ရောင်းပြီးကိုကျိုးရှာနေကြပါတယ်အဆိုးဆုံးကတော့တကယ်စီလိုလို့သွားထဲတဲ့မူလကားပိုင်ရှင်ပြည်သူတွေဟာကိုယ်အလှည့်ရောက်ရင်စီမရတော့ပဲဒုက္ခရောက်နေရတာပါသက်ဆိုင်ရာရေနံရုံနဲ့ကညနဌာနတွေကိုတိုင်တော့လေတိကျတဲ့ဖြည့်ရှင်းပြီးမှုမျိုးမရှိသေးပဲဟိုဘက်ဒီဘက်လွှဲချနေကြပါတယ် QR စနစ်ဟာမတမာသူတွေအတွက်ပြည်သူကိုခေါင်းပုံဖြတ်เสียအကွက်ကြီးတစ်ခုဖြစ်နေပါပြီတင်မိတ်ဆွေတွေရဲ့စီခွဲတန်းတွေလည်းဒီလိုအလွဲသုံးစားမခံရအောင်ဒီဗီဒီယိုလေးကိုအမြန်ဆုံး share ပြီးတတိပေးလိုက်ပါဦး